ကရင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ဖအံမြို့ဟာ2026ခုနှစ်အတွက်ပြင်စမအကြိမ်မြောက်အာဆီယံတန်ရှင်သောခီးသွွားမြို့တော်စုကိုရရှိခဲ့တယ်လို့ဆိုပါတယ်။တဘာဝတောတောင်ရေမြေအခြေခံတဲ့ခီးသွွားအရင်မြစ်ကောင်းတွေပေါ်ကျွယ်ဝတာကြောင့်ဖအံဒေသတဝက်ကိုပြည်တွင်းခီးသွွားတွေအကြိုက်တွေ့ကြသလိုရန်ကုန်နဲ့တိတ်မဝေးလှတာကြောင့်လည်းပါဝင်ပါတယ်။ဖအံမြို့တွင်းထက်ဘေးပတ်ဝန်းကျင်မှာရှိတဲ့အထင်ကရနေရာတွေကိုလူငယ်တွေပိုအကြိုက်တွေ့ကြတာဖြစ်ပြီးရှမ်းပြည်ကလောမြို့ဟာကျင်းထဲ့နေတာတွေများလာတာကြောင့်လည်းဖအံကိုပိုရွေးချယ်လာကြတာပါဖအံဒေသတဝိုက်မှာလဲပတ်ဖို့ကောင်းတဲ့နေရာတွေကတော့ကြာအင်းတောင်တောင်ဝဲစက်တံကူဇွဲကပင်တောင်ဘရင်ညီကူကြောက်ကလတ်နဲ့ဖအံညဈေးတန်းတွေဟာခီးသွွားတွေကြားအထူးရေပန်းစားပြီးတွားကြပါတယ်ရန်ကုန်နဲ့နီးပြီးတွာလာရလွယ်ကူကလူငယ်တွေကြားရေပန်းစားလာတာကြောင့်လေဖအံဒေသဟာနာမည်ကြီးလာပြီးအခုလို2026ခုနှစ်အတွက်အာဆီယံတန်ရှင်သောခီးသွွားမြို့တော်စုကိုရရှိလာခဲ့တာပါ2025ခုနှစ်အတွက်လည်း6ကြိမ်မြောက်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဆင်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများစုကိုလည်းရရှိခဲ့ပါသေးတယ်။ဖအံဒေသတဝက်ကိုပြည်တွင်းခီးသွွားတွေအများဆုံးလဲပတ်ကြတာဖြစ်ပြီး2024ခုနှစ်ကခီးသွွားဧည့်သည်4,600,000ကျော်နဲ့2025ခုနှစ်မှာခီးသွွားဧည့်သည်9,000,000နီးပါးလဲပတ်ခဲ့ကြတယ်လို့ဆိုပါတယ်။တောတောင်ပိုးကျွယ်ဝပြီးစိမ့်ဆူတဲ့မြင်ကွင်းနဲ့တောင်တက်ခီးစဉ်တွေအများကြီးရှိတာကြောင့်လည်းပြည်တွင်းခီးသွားတွေအများဆုံးလာရောက်နေကြတာဖြစ်ပြီးလမ်းခီးမှာစစ်စေးဂိတ်တွေများနေသေးပါဟိုတယ်နဲ့တဲခိုရိပ်သာလုပ်ငန်းတွေဟာ2025ခုနှစ်မှာဝန်ငွေရရှိမှု94.63%တိုးတက်ရရှိလာခဲ့တယ်လို့ဆိုပါတယ်အနာဂတ်မှာကားဝယ်စည်းမယ်ဆိုရင်ကားမောင်းတက်เสียမလို့တော့ပဲခက်ရောက်လာပြီလို့ဆိုရအောင် Elon Musk ကဖန်တီးလိုက်ပါပြီအခုတက်ဆလာရဲ့ကားစရီယာရင်မပါတဲ့ Cyber Cup ကိုမိတ်ဆက်လိုက်ပြီးဒီကားဟာလူနှစ်ယောက်စီးနိုင်တယ်လို့ AI စနစ်သုံးမောင်းတဲ့ကားဖြစ်ပါတယ်။ဆိုတော့ညဖက်မူးနေတာပဲဖြစ်ဖြစ်ကားမမောင်းတတ်တာပဲဖြစ်ဖြစ်ကြောက်เสียမလို့တော့ပဲအခန့်သားထိုင်စီပြီးလိုရာခီးသွားနိုင်တော့မှာဖြစ်ပါတယ်။လက်စစ်ကားအမျိုးအစားဖြစ်တဲ့ Cyber Cup ဟာမီနီစလွန်ကားပုံစံဖြစ်ပြီးအရှိမ TV screen တစ်ခုနဲ့အနောက်မှာပစ္စည်းထည့်လို့ရတဲ့အခန်းတစ်ခုပါပါတယ်။ဘက်ပေါင်းစုံမှာကင်မရာတွေပါဝင်ထားပြီးကားမောင်းဖို့အတွက်အသုံးပြုသလိုစီးနှင်းသူရဲ့အခြေအနေကိုလည်းစောင့်ကြည့်ဖို့အတွက်အသုံးပြုထားပါတယ်။ကော်ဖီထည့်ဖို့ခွက်ရနှစ်ခုနဲ့ထိုင်ခုံနှစ်ခုသာတက်ဆင်ထားပြီးရိုးရှင်းတဲ့ဒီဇိုင်းနဲ့ Cyber Cup ကားမှာကားမောင်းဖို့စတီယာရင်မပါလာတော့တာပါ။ကင်မရာတွေကတော့360ပတ်လည်အလုပ်လုပ်ပြီးကိုယ်တိုင်ကားမောင်းစရာမလိုတော့ပဲ AC အနားယူရင်လိုက်ပါစီးနှင်းလို့ရမှာမို့ကားမမောင်းတတ်တဲ့သူတွေဝယ်လို့ရပါပြီ။ American $3,000 ဝန်းကျင်သာရှိမဲ့ Cyber Cup ကားဟာ AI နဲ့အင်တာနက်ကိုအသုံးပြုပြီးမောင်းနှင်မှာဖြစ်တာကြောင့်မြန်မာမှာတော့အဆင်မပြေသေးပါဘူး။အနည်းဆုံးအင်တာနက် 5G အထက်သို့မဟုတ် Starlink ရှိမှသာအဆင်ပြေမဲ့ကားဖြစ်ပါတယ်။